ဆက်ရှေဖတ်ပြချင်ပါတယ် bao nak som ni de chum som le kia na sin lo min ဗျာဒိတ်တော်မရှိလျင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏ na se tong na 29 or ဆက် se ရှေ ko se si obi တုတ်တန်ကျမ်းအခန်းကြီး29အခန်းငယ်ဆက်ရှေ bao nak som ni le wa aneu som le kia mo okay pasial lam la na akizui lo na kama gam sung ni te pheng tat ko hu hi pasian thukam azui mi te a hi le alung dam u hi အခန်းငယ်ဆက်ရှေ ဟုတ်တယ် ကျွန်တော်မြန်မာလူမှာတော့ဗျာဒိတ်တော်မရှိလျင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏လို့ပြောထားတယ် ilai mo na pasian lam la na akizui lo na kama gam sung ni te pheng tat u hi ဒီနေ့မှာဗျာဒိတ်တော်လို့ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကယူပါယုံဖျားခင်ရဲ့ဖွင့်ပြချက်လို့ကျွန်တော်ပြောချင်တယ် ilai mo na again no pina pasian I ong la na ai ke le pasian I ong pia chi to again no mi အဓိကပြောချင်တဲ့ကျွန်တော်ပြင်ဆင်လာတဲ့ခေါင်းစဉ်ကမျိုးဆက်တစ်တို့အတွက်ယူပါယုံဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ် to ni again no pina athu lo yi na khang thak ta ding ni na mu ko na chi to thu again no mi မျိုးဆက်တစ်ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ next generation ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေကိုဆိုလိုချင်တာဖြစ်ပါတယ် khang thak I chi tak chiang ina ei nu nga ong som ding ei na set ma ban a som ding chi te again no mi hi တော့ဒီရက်ပိုင်းမှာကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာယောရှုမတ်စာဖတ်ပြီးလို့ကျွန်တော်တရားသူကြီးမတ်စာကိုရောက်လာခဲ့တယ် tu sum teng pe lai sang do simina zo so kasim ki tak chiang ina thu ken te kan lu to hi ယောရှုမတ်စာအကြောင်းတော့လူငယ်စီစဉ်မှာတစ်ခေါက်ပြောခဲ့ဘူးတယ် zo so lai sang do to ki sai ina khang no hun su ha tak pe ka gen kin zo hi ယောရှုမတ်စာအဆုံးပိုင်းရောက်လာတဲ့အခါမှာယောရှုကသူ့လူမျိုးတော်တွေကိုခေါ်အစည်းအဝေးခေါ်ပြီးတော့စိန်ခေါ်မှုတစ်ခုလုပ်ခဲ့တယ် zo so lai sang do isin tak chiang ina atom da lam ikun tak chiang ina zo so ina ami Israel mi te sam ina amma to nga bang chi challenge la khat nei hi chi မင်းတို့ဘယ်ဖျားကိုကိုးကွယ်မလဲငါနဲ့ငါအိမ်သားဖြစ်လို့ရှိရင်ထာဝရဖျားကိုကိုးကွယ်မယ်ဆိုပြီးသူစိန်ခေါ်ခဲ့တယ် no te na kuwa beding na hiu hiam china dongina ai so in kei le kai in kwan pi te na anung ta pasian na be kasen di u hi china အဲ့ဒီခါမှာဣသရေလလူမျိုးတွေကကျွန်တော်တို့လည်းထာဝရဘုရားကိုပဲကိုးကွယ်ပါမယ်လို့သူတို့လည်းဝန်ခံခဲ့ကြတယ် tua achi lai ta kina Israel mi te na zong o tua hi le ko zong kai in kwan nu na anung ta pasian be ka beding u hi china amawa kam chiam zo so tu ma yau hi ဣသရေလလူမျိုးတွေကထာဝရဘုရားကိုပဲကိုးကွယ်ပါမယ်လို့အဲ့ဒီအချိန်လုံးကပြောခဲ့ကြပေမဲ့လည်း Israel mi te na zo so tu ma ko le kai in kwan ko mi mal bu bin zong anung ta pasian ka beding u hi china kam chiam apia hang in တရားသူကြီးမတ်စာအခန်းကြီး1ကိုရောက်လာခဲ့တဲ့အခါမှာ Thukente အခန်းကြီး1 alian ni na ang tun to tak chiang ina ကျမ်းစာဖတ်ပြခြင်းနဲ့အခန်းကြီး1အခန်းငယ်30ကနေ12ထိဖြစ်တယ် Thukente som alian ni aneu som le ni na ယောရှုလက်ထက်၌ဖြစ်တော်သူအပေါင်းတို့သည်လည်းဘိုးဘေးတို့စုဝေးရာသို့ရောက်ကြ၏ထာဝရဘုရားကို၎င်းဣသရေလအမျိုးတို့ဖို့ပြုတော်မူသောအမှုတို့ကို၎င်းမသိတော့နောင်ကာလအမျိုးသားတို့သည်ပေါ်လာကြ၏ထိုကာလအခါဣသရေလအမျိုးသားတို့သည်ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၍ဘာလဘုရားကိုဝတ်ပြုကြ၏ som na panai tam mo tua I chiang in tua Tase tase အခန်းကြီး1အခန်းငယ်30 tua chiang in tua hang mi te khem pe zong sikinwa amau te hit chiang in to pa hit le Israel te ading in asep te hit le athei lo khang thak hong pia ho hi 12ထိ tua chiang in Israel mi te to pa mu na asya gam ta in bal te na se mu hi Egypt panin amau te apai hiat pi apu apa te u pasian ahi to pa amau te in nusia u hi amau ki ma om mi te pasian dang te nung zui in tua te maya unwa amau te in to pa he sa u hi ယောရှုနဲ့ဂတိပြုခဲ့ကြတဲ့လူတွေအားလုံးကတည်သွားခဲ့ပြီ Joshua tua kam chiang apia mi hem be ten sikin ta mi ကျမ်းစာ